မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ဆာမာတော့ဟော့ပေါ့ဒူရင်ဒီရောဘူပေအဝါစားလို့ရတဲ့ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ဒူရင်ဒီတန်းမှာရှိတဲ့ဒူရင်ဒီတွေကအခိတ်ကြီးတွေဆိုင်ဆောင်ရှိပြီးတော့အရန်စားလို့ကောင်းပါတယ်ဟော့ပေါ့ဘူပေစားမယ်ဆိုရင်တော့လူတစ်ယောက်ကို369ပဲပေးရပါတယ်ခင်ဗျာဆိုင်ကတော့ပိုရှင်နေရတော့အစုံရှိပါတယ်ပင်လယ်စာပဇွန်အရှင်တွေကနန်းတွေကလည်းဈေးကြီးရဲ့ကနန်းတွေလို့ပြောရမယ်ဗျစားလို့ကတော့ရတာတော်တော်ကောင်းပါတယ်ရှိုးပြီးတော့ပင်လယ်စာဆိုတော့ဒီမှာကြည်လက်လက်ဆက်ဆက်ပဲအရန်ရတာရှိပါတယ်နောက်ပြီးတော့ဆူရှီပါရှိတဲ့အပြင်ကိုကြိုက်လောက်ထည့်စားရမှာပဲကျွန်တော်တော့ဆူရှီကြိုက်တော့ဆူရှီလည်းထည့်စားပါတယ်ခင်ဗျာဆိုင်ရလိပ်စာကတော့အခုကျွန်တော်ပြထားတဲ့ဒီလိပ်စာလေးအတိုင်းပဲဖြစ်ပါခင်ဗျာကျွန်တော်ထိုင်းစာတော့ကျွန်တော်တိတ်မဖတ်တတ်ဘူးဗျာဟုတ်နောက်တစ်ခုကလေဆိုင်ရလေအနည်းဆုံးပြောရရင် icon C1 နဲ့နည်းနည်းတော့နီးရလို့ပြောရပဲဗျာဆိုင်ရတော်တော်ကျယ်ပြီးတော့စားတုံးလူရလည်းအများများပါတယ်ဟော့ပေါ့အပါပေးရမယ်ဆိုရင်တော့ဟော့ပေါ့အပါဒူရင်ဒီအပါပါပေးရမယ်ဆိုရင်တော့999ပဲပေးရပါတယ်သူတယောက်ကိုဒါဆိုရင်ဒူရင်ဒီကြိုက်တာအဝါစားပင်တဲ့ဆိုင်လည်းအဝါစားအောင်ပါပဲခင်ဗျကျွန်တော်ကတော့ဒူရင်ဒီမစားခဲ့ဘူးဒီတစ်ခါတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအဲ့ဒီတော့နည်းနည်းနေမကောင်းတာလည်းပါအကြောင်းဒူရင်ဒီတိတ်မစားခဲ့ဘူးဒီပင်တဲ့စားစီဖူရဲ့အဲ့ဒီဆိုင်မှာတစ်ခုရှိရတော့ဒူရင်ဒီကိုကောင်းရင်းနဲ့လောက်ထားတဲ့ဟာကတော့ဟော့ပေါ့ရဲ့မှာအပါပါပြီးဒါဒူရင်ဒီမစားလည်းရတယ်အဲ့ဒီဟာတစ်ခုတော့ကျွန်တော်စားခဲ့ပါတယ်ဒါကျွန်တော်စားခဲ့ပူရှင်လေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့အကင်အိုးတက်တက်ပါမှာအကင်အိုးတက်တက်မှာရင်တော့ extra charges တရားပဲပေးရပါတယ်ခင်ဗျဒါကတော့ကျွန်တော်စားခဲ့တဲ့ wine star လေးပဲဖြစ်ပါတယ်ဒါကတော့ craft ကတော့ show ပြီးတော့အထဲမှာဥတွေအပြည့်ပဲစားလို့အရန်ကောင်းတယ်ဆိုင်ဝင်နှမ်းပြောရတော့ဒါဈေးကြီးရဲ့ craft လို့ပြောရပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ရှုပေးရတဲ့အတွက်